လွန်ခဲ့တဲ့နှစ်100ခန့်ကတော့ပညာရှင်တယောက်ဟာဘသူမှမဖွင့်နိုင်တဲ့ vault တစ်ခုကိုတိစောက်ခဲ့တယ်။ဒါပေမဲ့တနေ့မှာတော့သူကိုယ်တိုင်အဲ့ vault ထဲဝင်ပိတ်ပြီးပင်လယ်အနက်ထဲကိုနှစ်ချလိုက်တယ်။သူ့ရဲ့အိမ်မက်ကတော့ထူးချွန်တဲ့လူတစ်ယောက်ကဒီ vault ကိုဖွင့်နိုင်ဖို့ပဲဖြစ်တယ်။အဲ့ဒီလူကနှစ်100တိတိအကြာမှမွေးဖွားလာမယ်သူဖြစ်တယ်။အချိန်ကြီးကုန်လုံးပြီးနှစ်100ကြာတဲ့နောက်မှာ Jack ဆိုတဲ့ကောင်လေးတစ်ယောက်မွေးဖွားလာခဲ့တယ်။သူ့အတွက်တော့ဖွင့်တာဟာဂိမ်းကစားတယ်လို့ပဲ။သူ့ရဲ့စွမ်းရည်ကအရန်တိကျလွန်လို့ဘန် vault အခက်ခဲဆုံးတောင်3စက္ကန့်အတွင်းဖွင့်နိုင်တယ်။သူကသူ့ဗီဒီယိုတွေကိုအင်တာနက်ပေါ်တင်ခဲ့ပေမဲ့ဘသူမှအာရုံမစိုက်ခဲ့ကြဘူး။ဒါပေမဲ့တနေ့မှာတော့သူ့စီလျှို့ဝှက်အီးမေးလ်တစ်စောင်ရောက်လာတယ်။အဲ့ဒီအီးမေးလ်ထဲမှာနာမည်ကြီး Legendary Vault ရဲ့တည်နေရာကိုပြောပြနိုင်တယ်လို့ရေးထားတယ်။ဒါပေမဲ့အခြေအနေတစ်ခုရှိတယ်။သူတို့ရဲ့နှစ်စဉ်လျှို့ဝှက်တော့ဖွင့်ပြိုင်ပွဲမှာအနိုင်ရမယ်ဆိုတာပဲ။ Jack ကဒီလိုကြီးမားတဲ့စင်မြင့်ပေါ်ကိုပထမဆုံးအချိန်ရောက်ဖူးတာဖြစ်တယ်။ပရိသတ်အတန်တွေနဲ့အိုဟစ်တန်တွေကြောင့်သူနည်းနည်းစိတ်လှုပ်ရှားသွားတယ်။အဲ့ဒါကြောင့်ပုံမှန်ထက်3မိနစ်ပိုကြာသွားခဲ့တယ်။ဒါပေမဲ့လည်းတတိယနေရာရရှိပြီးနောက်တစ်ဆင့်ကိုတက်နိုင်ခဲ့တယ်။အခုတော့သူ့ယုံကြည်မှုပိုတိုးလာခဲ့တယ်။ဒီတစ်ခါမှာတော့အတွင်းမှာ music box တစ်ခုထည့်ထားတယ်။အဲ့ဒီသချင်းတန်လေးက clicking အတန်တွေကိုဖုံးလွှမ်းသွားပြီးတော့ဖွင့်ဖို့အရန်ခက်ခဲသွားစေတယ်။အဲ့ဒီအချိန်မှာ Jack ကအနားမှာရှိတဲ့လူတစ်ယောက်ကိုသတိထားမိတယ်။သချင်းတန်ကအဲ့ဒီလူအပေါ်တက်ရောက်မှုမရှိဘူး။သူကတော့ကို1မိနစ်အတွင်းဖွင့်နိုင်ခဲ့ပြီး final အဆင့်ကိုတက်သွားတယ်။ Jack ကတော့ဒုတိယနေရာရခဲ့တယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီလူဟာဂျုံးဆိုတဲ့ပြီးခဲ့တဲ့10နှစ်လုံးချန်ပီယံဖြစ်နေသူမှသိလိုက်တယ်။အခုတော့ final round စတင်ခဲ့တယ်။သူတို့မှာ2မိနစ်ပဲအချိန်ရှိတယ်။သူတို့ရှိမှာတော့ကမ္ဘာအခက်ခဲဆုံး Royal လောက်ရှိနေတယ်။ Jack ကတော့အတွင်းမှာ frequency မြင့်တဲ့ vibration တစ်ခုရှိနေတာကိုသတိထားမိသွားတယ်။အဲ့ဒါကြောင့်ဘာအတန်မှမကြားနိုင်တော့ဘူး။ဂျုံးကတော့အဆင်သင့်ဖြစ်နေခဲ့တယ်။သူက sound amplifier တစ်ခုထုတ်လိုက်တယ်။လူတိုင်းကသူ့ပဲအနိုင်ရမယ်လို့ယုံကြည်နေကြတယ်။ဒါပေမဲ့ Jack ကတော့တည်ငြိမ်နေစေပဲ။သူက vault ပေါ်ကိုလက်ကိုဖြည်းဖြည်းတင်လိုက်တယ်။ပရိသတ်အတန်တွေကြောင့် vault မျက်နှာပြင်ပေါ်မှာတီးနေတဲ့ vibration တွေဖြစ်နေပြီး Jack ကအဲ့ဒါတွေကိုခံစားနိုင်ခဲ့တယ်။အခုတော့1မိနစ်ပဲကျန်တော့တယ်။ Jack ကမလုံမရက်ရက်နေခဲ့တာကြောင့်လူတိုင်းကသူ့လက်လျှော့လိုက်ပြီးလို့ထင်ခဲ့ကြတယ်။ဒါပေမဲ့ရုတ်တရက်သူ့လှုပ်ရှားလိုက်ပြီး vault ကချက်ချင်းပွင့်သွားတယ်။ Jack ကစိတ်လှုပ်ရှားစွာနဲ့အခု legendary vault ရဲ့တည်နေရာကိုပြောပြတော့လို့ပြောလိုက်တယ်။ဒါပေမဲ့ပြိုင်ပွဲစီစဉ်သူတွေကိုယ်တိုင်လည်းဘာမှမသိခဲ့ကြဘူး။သူတို့ကစုငွေတန်းပြီးပြန်သွားဖို့ပြောလိုက်တယ်။ဒါပေမဲ့နောက်နေ့မှာတော့လျှို့ဝှက်စမ်းကြည့်တဲ့မိန်းမတစ်ယောက်ကသူ့ရှိမှပေါ်လာခဲ့တယ်။ကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။ကြိုက်နှစ်တိုင်ရင် subscribe လုပ်ပေးနိုင်ပါတယ်